လူခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့သေးသေးချာချာလေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုရင်လူခွင့်ရေးချိုးဖောက်ခံရတဲ့သူတွေရောချိုးဖောက်မှုမှာပါဝင်တာဝန်ယူခဲ့ရတဲ့ထမ်းဆောင်တဲ့သူတွေရောနှစ်ဖက်စလုံးမှာစိတ်ဒဏ်ရာအနာရတွေဖြစ်ခဲ့တယ်အဲ့ဒါဟာတိလျက်နဲ့ဖြစ်စေမတိလျက်နဲ့ဖြစ်စေအားလုံးမှာဒဏ်ရာအနာရတွေရခဲ့တယ်အဲ့တော့လူခွင့်ရေးနဲ့ပြေဝတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ကြိုးစားတဲ့အခါမှာဒီနှစ်ဖက်စလုံးမှာဖိနှိပ်သူတွေရောအဖိနှိပ်ခံနေသူတွေရောဒီနှစ်ဖက်စလုံးမှာရရှိနေတဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့ဟာလူသားပြန်လဲသိမြတ်ရေးအတွက်အင်မတန်အရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်ခင်ကိုကျွိုင်းဒီ9ချိန်မြောက်နိုင်ငံတကာစီတန်းလမ်းလျှောက်ပွဲမှာပါဝင်ဆင်နွှဲတဲ့အနေနဲ့ဗာများပြောချင်ပါလဲခင်ဗျာကျွန်တော်ပြောချင်တာတော့ဒါဆက်လက်လှုပ်ရှားမယ်နှစ်စဉ်နှစ်များဆက်လက်လှုပ်ရှားမယ်ကိစ္စဖြစ်တယ်အရှေ့တောင်အာရှနိုင်ငံတွေကဆိုရင်အများသောအားဖြင့်ဒီမိုကရေစီနဲ့လူ့ခွင့်ရေးချိုးဖောက်မှုမှာအနေနဲ့အများရှိနေသေးတော့မယ်ဆိုလဲဒီပါ international solidarity ကိုကျွန်တော်ယူပြီးတော့ကျွန်တော်ဒီစစ်မှန်တဲ့ဒီမိုကရေစီတိုင်းပြည်တွေဖြစ်ဖို့အားဆိုရင်ကျွန်တော်အရှေ့တောင်အာရှမှာတာဝန်ရှိတဲ့အပိုင်းတွေလည်းဖြစ်တယ်လို့ကျွန်တော်ပြည်ပမှာရှိတဲ့ဒီ diaspora တွေကလည်းဒီတာဝန်ထမ်းဆောင်တင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကိုထင်ကျော်ဘယ်လိုများထင်ပါလဲခင်ဗျကျွန်တော်တို့အခုဟာကတော့ပြည်내နိုင်ငံပဲရစ်မြို့မှာရှိတဲ့9ချိန်မြောက်နိုင်ငံတကာစီတန်းလမ်းလျှောက်ပွဲဖြစ်ပါတယ်။အဲဒီစီတန်းလမ်းလျှောက်ပွဲမှာကျွန်တော်တို့ဒီဗမာပြည်내နိုင်ငံမှာရှိတဲ့ပဲရစ်မြို့မှာရှိတဲ့ကျွန်တော်တို့ဗမာအင်အားစုတွေလည်းပါဝင်ပါတယ်။ပါဝင်တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ဘာဖြစ်လို့ဒီပွဲမှာပါဝင်ရတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗမာနိုင်ငံမှာယခုလက်ရှိနော်ဒီတိုင်းသားဒေသတွေမှာစစ်ပွဲတွေမရသေးဘူး။နော်နောက်ကြတော့ဒီဗမာနိုင်ငံအတွင်းထဲမှာနော်လူခွေချိုးဖောက်မှုတွေဆက်လက်ရှိနေတယ်နော်ဒါကြောင့်မို့လို့နော်ကျွန်တော်တို့ဗမာပြည်တွင်းနဲ့ကအပြောင်းလဲတွေကိုနော်ဗမာပြည်မှာလက်ရှိအုပ်ချုပ်နေတဲ့ဦးသိန်းစိန်အစိုးရပါဝင်နော်တခြားဒီမိုကရေစီအင်အားစုတွေပါပူပေါင်းပြီးတော့ဗမာပြည်ရဲ့ပြောင်းလဲမှုကိုအများဆုံးမြန်ဆန်ဆန်ပြောင်းလဲနိုင်အောင်ဆက်လုပ်ဖို့လိုအပ်သေးတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့နော်နိုင်ငံတကာချီတန်းလမ်းလျှောက်ပွဲမှာတခြားနိုင်ငံတွေနဲ့အတူတကမ္ဘာလုံးမှာရှိတဲ့ဖိနှိပ်ခံလူဒန်းသားတွေဖိနှိပ်ခံပြည်သူလူထုတွေလွတ်မြောက်ဖို့အတွက်ကျွန်တော်ပါဝင်တာဖြစ်ပါတယ်ကျေးဇူးပါခင်ဗျာ